ဆရာမင်္ဂလာပါခင်ဗျာဆရာဒီမှာဆရာတော့ရှေ့မှာဆရာကိုနှုတ်ဆက်လိုက်သေးတယ်ကျွန်တော်လည်းတနေ့ဆရာလိုဖြစ်ချင်တယ်ဆိုတဲ့အကြောင်းဟုတ်ကဲ့အမှန်တော့လေကျွန်တော်ဆရာဟောပြောပွဲတွေကိုဟိုးအရင်ကတည်းကနားထောင်မှုရအောင်နော်ဆရာအရင်တော့ဆိုနေလက်ဟောပြောပွဲတွေရှိရဗျာဟိုဆရာမောင်သားချိုတို့ဆရာချစ်ဦးညိုတို့ဆရာမဂျူးတို့နဲ့လေအဲ့တော့ဆိုရင်တော့ဆရာပိန်ပိန်လေးပေါ့နော်အခုမှပဲနည်းနည်းပြပြအဲ့လိုဖြစ်လာပါဆရာအခုကဆရာရဲ့မေးခွန်းဆိုတာတဲ့ကျွန်တော်အပါဝင်ကျွန်တော်တငယ်ချင်းတွေကိုအဲ့မိုတီလေးတစ်ခုပေးစေခြင်းလို့ပေါ့နော်ဒါလည်း TV အစီအစဉ်ဆိုတော့လေအဲ့တော့ဆရာတို့မိုတီလေးလည်းအများကြီးပြောသွားပါတယ်အဲ့ဒီထဲမှာတစ်ခုကလေဒီကျွန်တော်တို့ဆိုရင်ဒါအောက်ခြေလူတန်းစားတွေပါပွင့်လင်းပြောရင်ဆင်းရဲပါတယ်ကျွန်တော်တငယ်ချင်းလည်းဟုတ်အောက်ခြေလူတန်းစားတွေအဲ့တော့ကျွန်တော်တို့မှလည်းကျွန်တော်တို့ဖြစ်ချင်တဲ့အိမ်မက်တွေရှိရယ်ပြီးတော့ကျွန်တော်တို့ဖြစ်ချင်တဲ့ဝါသနာတွေရှိရယ်ပေါ့နော်ကျွန်တော်ပေါ်တာတွေမှာလည်းဒါပေမဲ့ဒီနိုင်ငံမှာဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကဒီလက်လုံလက်စားပေါ့ဗျာဝင်ငွေထွက်ရှာနေရတာများတယ်ပေါ့နော်အဲ့လိုမျိုးကိုယ်ဝါသနာနောက်ကိုလိုက်ဖို့ထက်အဲ့လိုမျိုးအလုံးထွက်လုံနေရတာများတယ်မိသားစုစားဝတ်နေလည်းရှိရယ်လေအဲ့တော့ကျွန်တော်တငယ်ချင်းတွေအတွက်ကျွန်တော်အတွက်ပေါ့နော်အဲ့လိုမျိုးဘယ်လိုမျိုးကိုယ်အိမ်မက်နောက်ကိုပြန်ရအောင်လိုက်ရမလဲအဲ့ဒါလေးပေါ့ဆရာရဲ့ဟုတ်အဲ့ဒီမူတီလေးတောင်းပါမယ်လေးဘယ်လိုခေါ်လဲခင်ဗျာပိုင်စောပါဆရာဟုတ်ပိုင်စောဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့ခုနကိုပိုင်စောပြောသလိုပဲကျွန်တော်တို့နိုင်ငံမှာကကိုဝါသနာပါတာကိုလုပ်ရတဲ့လူငယ်နေပါတယ်ဟုတ်ကဲ့ကျွန်တော်တို့က90% လောက်ကကျွန်တော်တို့ကလုတ်တင်တာကိုအရင်လုပ်ရတာပေါ့နော်ကျွန်တော်တို့ကကိုရှောက်တင်တဲ့လမ်းကိုမရှောက်ရသေးဘူးရှောက်တင်တဲ့လမ်းကိုရှောက်ဆုံးအောင်ရှောက်ပြီးမှရှောက်ချင်တဲ့လမ်းကိုရှောက်ရတာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ကျွန်တော်လူငယ်တို့အများနဲ့အကြံပေးတယ်ကျွန်တော်တို့ကအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့လိုတယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုရှိတာတော့ကျွန်တော်စာရေးဆရာဆိုတော့ဒါလေးပြောချင်တာပေါ့နော်ကျွန်တော်တို့အိမ်မက်လို့သုံးတာရေးတဲ့အခါမှာတပ်ပုံအမှန်ရအိမ်မက်နဲ့ရေးကြတာပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲပေါ်ချင်တာမဟုတ်ဘူးကျွန်တော်တို့ကသုံးတာတော့အိမ်မက်ပဲသုံးတာဒါပေမဲ့အိမ်မက်လို့မရေးပါနဲ့နော်အိမ်မက်တဲ့အိမ်မက်ကိုဘယ်သူမှအကောင့်ထဲမပေါ်ချင်ဘူးအိမ်မက်တဲ့အိမ်မက်ဆိုတာကြောင်ကနန်းနေကြီးပဲနော်တခါတလေကြာရင်ဟိုဘက်ကြားလိုက်ကြောက်ထဲကြားလိုက်နော်ကျွန်တော်တို့ကအိမ်မက်လို့ခုနသုံးသွားတဲ့အိမ်မက်ကကြတော့ကျွန်တော်တို့ရဲ့စိတ်ကူးအိမ်လေးထဲမှာကျွန်တော်တို့ရဲ့ future ကိုကျွန်တော်တို့ကမြင်အောင်တာပေါ့နော်အနာဂတ်ကိုမြင်အောင်တာအဲ့ဒါကကျွန်တော်တို့ကတိစိတ်ကနေ control လုပ်ပြီးတော့အဲ့ဒီစိတ်ကူးအိမ်မက်တွေကျွန်တော်တို့မှာရှိကြတယ်ဆိုတော့အဲ့ဒါကိုအကောင့်ထဲမပေါ်နိုင်သေးရင်ကျွန်တော်တို့က first job ဆိုတာကိုလုပ်ရတာပေါ့ပထမ first job ကိုကျွန်တော်လုပ်ရဥပမာကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ဒါပေမဲ့စာရေးဆရာကျွန်တော် income ကရဖို့ကလွယ်မှမလွယ်တာဟုတ်ကျွန်တော်တို့ကဒါခါကျတော့ကျွန်တော်ကကုမ္ပဏီဝန်ထမ်းလုပ်ရတယ်အဲ့ဒါခါမှာကျွန်တော်ဒီ first job အနေနဲ့ company ဝန်ထမ်းလုပ်တယ်သို့တော်ကျွန်တော်အိမ်မက်ကိုလက်လွတ်လိုက်ရမယ်လို့မဆိုလို့ဘူးအဲ့တော့ကျွန်တော်အိမ်မက်အတွက် second job အနေနဲ့ကျွန်တော်စာရေးလို့ရတယ်နော်ကျွန်တော်တို့အဲ့လိုနဲ့ကျွန်တော်အဲ့လိုရေးတဲ့အချိန်မှာ first job ဖြစ်တဲ့အလုပ်ကိုလည်းစိတ်မပါလက်မပါလုပ်လို့တော့မရဘူးကိုအလုပ်ရှင်ကိုအကောင်းဆုံးကျွန်တော်တို့ဆောင်ရွက်ပေးရအဲ့ဒီမှာမှခုနပြောသလိုကျွန်တော်စာရေးပြီးတော့ number လေးအတိုင်းအတာတစ်ခုတည်းရလာပြီ income ရလာပြီဆိုရင်ကျွန်တော်ရက်တီလို့ရရင် second job အနေနဲ့လုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့ဆိုတာ first job ကိုကျွန်တော်တို့လုပ်ရမယ်အဲ့ဒီအလုပ်ကိုအကောင်းဆုံးလုပ်ပါကျွန်တော်တို့ဘယ်နေရာကိုပဲရောက်နေတဲ့နေရာမှာအကောင်းဆုံးစူးစမ်းအားထုတ်ခြင်းဟာတနေ့မှာကျွန်တော်တို့အကောင်းဆုံးနေရာကိုရောက်အောင်တွန်းပို့ပေးနိုင်တယ်ဆိုတော့ concept နဲ့စူးစမ်းမှာဖြစ်တယ်အဲ့လိုစူးစမ်းတဲ့အခါမှာဒုတိယအချက်ကတော့ကျွန်တော်အရေးကြီးဆုံးကတော့လောကမှာကျွန်တော်တို့ကဘယ်နေရာပဲရောက်ပေါ့နော်ကိုရောက်နေတဲ့နေရာမှာကိုအိမ်မက်နဲ့မကိုက်ပေမဲ့နေရာတစ်ခုရတဲ့သူတွေရှိတယ်တချို့အဲ့ဒီနေရာကိုရောက်အောင်ယူပြီးတော့မှသူ့အိမ်မက်ကိုအကောင့်ထဲပေါ်တာဟုတ်နော်ကျွန်တော်တို့ကအဲ့လိုကိုရောက်နေတဲ့နေရာမှာထိုက်တန်တဲ့ကိုယ့်ရဲ့နေရာတစ်ခုရဖို့ဆိုကျွန်တော်တို့သိကြိုက်တဲ့ကျွန်တော်တို့ဟိုဒီ concept တစ်ခုရှိတယ်ဒါကတော့ကျွန်တော်တို့ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ concept ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့မြင့်တဲ့သူတွေကြားမှာနှိမ့်အောင်နေပါနှိမ့်တဲ့သူတွေကြားမှာမြင့်အောင်နေပါဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကျင့်သုံးဖို့လိုတယ်မြင့်တဲ့သူတွေကြားတော့ဘာမြင့်လဲဆိုတော့လူတွေကအတ္တတွေမာနတွေတိတ်မြင့်တယ်အဲ့တော့အဲ့ဒီသူတွေကြားမှာကိုယ့်ကိုနှိမ့်ချပြီးနေဖို့လိုတယ်နှိမ့်တဲ့သူတွေကြားမှာမြင့်အောင်နေဆိုတာကတော့ကျွန်တော်တို့ကနှိမ့်တယ်ဆိုတော့လူတွေကဘာနှိမ့်လဲဆိုတော့ကိုကျင့်တရားတွေနှိမ့်တယ်စိတ်ထားတွေနှိမ့်တယ်အဲ့ဒီအချိန်မှာကိုကစိတ်ကိုမြင့်မြင့်ထားမယ်ဆိုရင်ကိုဘယ်နေရာကိုရောက်ကျွန်တော်တို့ကအရှိကိုရောက်မှာဖြစ်တယ်အဲ့တော့ဒီအချက်ကလေးကိုကျွန်တော်မျှဝေလိုပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခဏလေးနေဦးဒီညီလေးနာမည်ဘယ်သူမေးသွားလားကိုပိုင်စောလား